Klopp ကိုလုံးဝမကမ်းလှမ်းခဲ့ဘူးလို့ညင်းဆိုလိုက်တဲ့ Manchester United နဲ့ Chelsea ဘောလုံးလောကမှာသတင်းစမ်းတွေကခဏခဏထွက်ပေါ်လေးရှိပေမဲ့အခုတစ်ခါရာဂန် Klopp ရဲ့ agent ဖြစ်သူ Mark Consiglio ရဲ့ပြောကြားချက်ကတော့နည်းနည်းတော့ရေကျင်စရာကောင်းခဲ့ပါတယ်2024ခုနှစ်တုန်းကလီဗာပူးနဲ့လမ်းခွဲခဲ့တဲ့ Klopp ကို Premier League ရဲ့ထိပ်သီးပြိုင်ဘက်အသင်းကြီးတွေဖြစ်တဲ့ Manchester United နဲ့ Chelsea တို့ကကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းစကားဟာအားကစားလောကကိုရိုက်ခတ်သွားခဲ့တာပါဒီသတင်းဟာလီဗာပူးပရိသတ်တွေအတွက်ရောအခြားပရိသတ်တွေအတွက်ပါမယုံနိုင်စရာကိစ္စတစ်ခုလိုဖြစ်နေခဲ့ပြီးဘောလုံးလောကရဲ့နောက်ွယ်ကလျှို့ဝှက်ချက်တွေကိုပေါ်ပြလိုက်တယ်လို့ပါပဲဒါပေမဲ့ဒီပြောကြားချက်အပေါ်မှာ Manchester United နဲ့ Chelsea အသင်းတို့ဘက်ကချက်ချင်းဆိုသလိုပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်နှစ်သင်းစလုံးကသူတို့အနေနဲ့ Klopp ကိုဓာတ်ရိုက်ဖြစ်စေသူ့ရဲ့ agent ကိုဖြစ်စေဒီပြအဖြစ်ခန့်အပ်ဖို့အတွက်ကမ်းလှမ်းခဲ့တာမျိုးလုံးဝမရှိဘူးလို့ Press Association ကနေတဆင့်အထီးအလင်းညင်းဆိုလိုက်တာပါဒါဟာအပြောင်းအရွှေ့ကောလာဟာလာတွေကြားမှာအသင်းတွေရဲ့တိတ်ခါကိုထိန်းသိမ်းဖို့အတွက်ခိုင်မာတဲ့ယက်တီချက်တစ်ခုကိုပြသလိုက်တာဖြစ်ပြီးပရိသတ်တွေကြောင့်ဝေခွဲမရနေတဲ့အခြေအနေကိုရှင်းလင်းပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်တကယ်တော့ Klopp ဟာလီဗာပူးကနေထောက်ခွာပြီးကလေးကအင်္ဂလန်မှာဘယ်အသင်းကိုမှထပ်ပြီးနီးပြမှာမဟုတ်ဘူးလို့သူ့ရဲ့ခိုင်မာတဲ့ကတိကဝတ်ကိုထုတ်ဖော်ပြောဆိုထားပြီးသားပါသူဟာ Anfield မှာ9နှစ်ကြာဖြတ်သန်းခဲ့တဲ့အမှတ်တရတွေနဲ့ပရိသတ်တွေအပေါ်ထားရှိတဲ့တစ္ဆာတရားကိုအလေးနက်ထားတဲ့သူဖြစ်လို့တခြား Premier League ကလပ်တွေကိုပြောင်းရွှေ့ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲမကြသေးခင်က Diary of a CEO Podcast မှာပြောကြားခဲ့တာအရဆိုရင်သူဟာမိုးရေထဲမှာ2နာရီ3နာရီကြာအောင်လေ့ကျင့်ခန်းဆင်းရတာမျိုးဒါမှမဟုတ်တပတ်ကိုသတင်းစာရှင်းလင်းပွဲ3ချိန်လောက်လုပ်ရတာမျိုးတွေကိုလုံးဝလွမ်းဆွခြင်းမရှိဘူးလို့ဆိုပါတယ်ဒါဟာနှစ်ပေါင်းများစွာ PR တွေကြားမှာရှင်သန်ခဲ့ရတဲ့ဤပြတယောက်ရဲ့ငြိမ်းချမ်းမှုကိုရှာဖွေနေတဲ့စိတ်နေစိတ်ထားကိုပေါ်ပြနေတာဖြစ်ပြီးလက်ရှိအေးအေးဆေးဆေးဖြတ်သန်းနေရတဲ့ဘဝကိုပိုပြီးတန်ဖိုးထားနေတာပါဒါပေမဲ့ Klopp လိုအရေးချင်းရှိတဲ့ဤပြတယောက်အတွက်ကမ်းလှမ်းမှုတွေကတော့ရပ်တန့်သွားမှာမဟုတ်ပါဘူးသူရဲ့ agent တွေပြောပြချက်အရဆိုရင် USA နဲ့အင်္ဂလန်အသင်းတို့ကလည်းသူ့ကိုစိတ်ဝင်စားခဲ့ကြသလိုဂျာမနီလက်ရွေးစင်အသင်းမှာဤပြနာဂျက်စမန်သာမရှိခဲ့ရင်Klopp ဟာဂျာမန်အသင်းကိုကင်တွယ်ဖို့အခွင့်အရေးရှိခဲ့ပါတယ်။ဒါဒီမကသေးပဲလာမယ့်2026ခုနှစ်နွေရာသီမှာ Real Madrid အသင်းကနီးပြသစ်ရှာဖွေခဲ့မယ်ဆိုရင်လည်း Klopp ဟာထိပ်ဆုံးကရေပန်းစားတဲ့အမည်စင်းမှာပါဝင်နေအောင်မှအသေးချပါပဲ။ Man U နဲ့ Chelsea တို့ကညင်းဆိုချက်ကဒီရှုပ်ထွေးတွေကိုအဆုံးသတ်ပေးလိုက်ပေမဲ့ Klopp ရဲ့အနာဂတ်ကတော့စိတ်ဝင်စားစရာကောင်းနေသေးပါ။ဘောလုံးလောကမှာဘယ်တော့မှဆိုတဲ့စကားကအမြဲတမ်းတည်မြဲနေမှာမဟုတ်ပေမဲ့လက်ရှိအချိန်မှာတော့ Klopp ဟာသူ့ရဲ့နားကျင်ကိုအပြည့်အဝခံစားနေပါတယ်။သူနီးပြလောကတွေကိုပြန်ဝင်လာမလား။ဒါမှမဟုတ်အခုလိုပဲနောက်ဘက်ကနေဘောလုံးလောကကိုထောက်ပံ့ပေးနေမလားဆိုတာကတော့ပရိသတ်တွေစောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပြီးသူ့ရဲ့ဂဏ္ဍဝင်မြောက်တဲ့လမ်းကြောင်းကတော့အမြဲတမ်းဂုဏ်ယူစရာဖြစ်နေပါလိမ့်မယ်။